ကျမတို့တွေဟာဘဝဖော်ရွေးတာပဲဖြစ်ဖြစ်အပေါင်းအသင်းမိတ်ဆွေရွေးတာပဲဖြစ်ဖြစ်စိတ်ထဲကနေစံချိန်စံညွှန်းတွေသတ်မှတ်ထားကြမှာသိကြပါတယ်။ရုပ်ရည်ချောမောတဲ့သူစကားချူချူတတပြောတဲ့သူသဘောကောင်းတွေထွေးသူနားလည်မှုရှိတဲ့သူစသည်ဖြင့်ပေါ့အမှန်တကယ်ကျမတို့ရွေးချယ်ရမယ့်သူဟာစိတ်ချရတဲ့သူပဲဖြစ်သင့်ပါတယ်။ကျမတို့ဘေးနားကလူဟာစိတ်ချရတဲ့သူသာဖြစ်နေရင်အရာအားလုံးထက်သာလွန်နေမှာအသေးချပါပဲရုပ်ရည်မလှရင်နေပါစေစကားလုံးတွေမချိုသာရင်လည်းနေပါစေစိတ်ချရတဲ့သူတယောက်ကိုသာရွေးချယ်လိုက်နိုင်ရင်ကျမတို့ဟာကံအကောင်းဆုံးလူသားပါပဲဘလောက်ပဲပြည့်စုံတဲ့လူဖြစ်နေပါစေစိတ်ချရတဲ့သူမဖြစ်ဘူးဆိုရင်တော့အလကားပါပဲစိတ်မချရတဲ့အဖို့နဲ့သာဘဝခရီးကိုရှောက်လန်းရမယ်ဆိုရင်သိကြပါတယ်ကျမတို့ဘယ်တော့မှစိတ်ချမ်းသာရမှာမဟုတ်ပါဘူး